ငယ်ချင်းကောင်လေးကိုအရင်ဖွင့်ပြောမယ်ဆိုပြီးအလှတွေပြင်းနေခဲ့ပါတယ်။အဲ့ဒီနောက်ကောင်လေးရဲ့အိမ်ကိုသွားတဲ့အခါမှာတော့အိမ်မှာမရှိတဲ့အတွက်ကောင်လေးကိုဗီဒီယိုကောခေါ်လိုက်ပါတယ်။ကောင်လေးကတော့အားကစားရုံရောက်နေတဲ့အတွက်ကြောင့်အခုတွေ့ဖို့အဆင်မပြေဘူးလို့ပြောခဲ့ပါတယ်။မင်းကလေးကတမျိုးဖြစ်သွားပြီးအားကစားရုံထဲကိုအပြေးလွှာလိုက်သွားတဲ့အခါမှာတော့ကောင်လေးကတခြားမင်းကလေးတစ်ယောက်နဲ့အတူရှိနေတာကိုတွေ့လိုက်ရပါတယ်။ကောင်လေးဟာတွားရောက်ရင်ဆိုင်မှုလုပ်ပေမဲ့သူတို့နှစ်ယောက်စလုံးမှာတူညီတဲ့တတူရှိနေတာကိုတွေ့လိုက်ရပြီးသူမရဲ့ရီစာဟောင်းနဲ့တငယ်ချင်းဖြစ်သူတို့တက်စာဖောက်ခဲ့တဲ့အတိတ်ကအမတ်တရတွေကပြန်ပေါ်လာကစိတ်နှလုံးကြေကွဲစွာနဲ့အဲ့ဒီနေရာကနေထွက်ပြေးလာခဲ့ပါတယ်။အဲ့ဒီနောက်မှာကောင်လေးကသူမနောက်ကိုလိုက်လာပါတယ်။ဒါပေမဲ့သူမကိုနှစ်သိမ့်ပေးမယ်အစားငါတို့ကတငယ်ချင်းတွေလေပြီးတော့တွဲနေတယ်လို့မျိုးလာလို့ပြီးငါဘဝတွေကိုဘာလို့နှောက်ယှက်နေတာလဲလို့စိတ်ဆိုးမှန်ဆိုးနဲ့အော်ဟစ်ခဲ့ပါတယ်။ကောင်မလေးကထွက်ပြေးနေခဲ့ပေမဲ့ကောင်လေးကသူမလက်ကိုဆွဲထားပြီးငါပေါ်ဘလို့သဘောထားလဲဆိုပြီးမင်းနေတော့မှအဲ့မိန်းကလေးရောက်လာတာကြောင့်နောက်ကိုယ်တောင်လှည့်မကြည့်ပဲထွက်ပြေးသွားပါတော့တယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့တညလုံးရှိတ်ကြီးတငင်ကိုရီခဲ့ပါတယ်။မနေ့ရောက်လာချိန်မှာတော့သူမကနှလုံးသားကိုပိတ်ပင်လိုက်ပြီးတစ်ဖက်သက်အချစ်ကိုဆုံးလို့ဆုံးဖြတ်လိုက်ပါတယ်။ကြောင်ရောက်တဲ့အခါတငယ်ချင်းတွေကဖွင့်ပြောတာအောင်မြင်လားလို့မေးကြပါတယ်။မိန်းကလေးကတော့သူ့ကိုမကြိုက်တော့ဘူးလို့ပဲရိုးရိုးရှင်းရှင်းပြန်ထည့်လိုက်ပါတယ်။ကြောင်နေဖက်တွေအားလုံးကသူမကိုအံ့ဩတကြီးကြည့်နေကြတော့မှပဲကောင်လေးကအခန်းထဲကိုဝင်လာပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်စလုံးတယောက်ကိုတယောက်ဂယုမဆိုင်ကြတော့ပါဘူး။မတော်တဆတိုက်မိရင်တော့မှသူစိမ့်နေလို့ပဲစကားအနေငယ်ရန်ဖြစ်ပြီးကြောသွားကြပါတယ်။